မင်္ဂလာပါရှင်မြန်မာဘာသာဖြင့်တည်တံဆမှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့စီတာပူနှစ်ချင်းအတင်းတော်ကတိတ်ခါတော်ရ3ဦးထဲကနေ2ဦးပြန်လည်လွတ်မြောက်လာပြီးဆိုတဲ့တဲ့နဲ့မုံမိတ်စင်လေဒေတာမှာကုန်စည်နှုန်းအဆမတန်မြင့်တက်လာမှုတွေကြောင့်ပြည်သူတွေခက်ခဲနေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်တော့ပါမယ်ကျွန်မကရှယ်မုံပါစစ်ကောင်စီတပ်ဖွဲ့ကမြစ်ကျနာမြို့စီတာပူရပ်ကွက်မှာရှိတဲ့ကချင်နှစ်ချင်းခရီးရန်တင်းတော်ရဲ့တိတ်ခါတော်ရဆရာကြီး Reven Jumzang Gyung Khong ဆရာမတင်စုံကျန်းနဲ့ဆရာဆွတ်အောင်တို့ကိုဇွန်လ26ရက်နေ့ကအကြောင်းမဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဖမ်းဆီးခံခဲ့ရတဲ့3ဦးထဲကတိတ်ခါတော်ရဆရာ Reven Jumzang Gyung Khong နဲ့ဆရာမတင်စုံကျန်းတို့ကိုဇွန်လ29ရက်နေ့ကပြန်လည်လွတ်ပေးခဲ့ပေမဲ့ဆရာဆွတ်အောင်ကိုတော့ဒီကနေ့အထိပြန်လွတ်ပေးတာမရှိဘူးလို့သိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာလဲဝိုင်းမော်မြို့နယ်ကချင်နှစ်ချင်းခရီးရန်ဥက္ကဋ္ဌတိတ်ခါတော်ရဆရာကြီး Reven မတင်ခေါ်ပုံကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီးတော့ဒီကနေ့အချိန်ထိပြန်လည်လွတ်ပေးခြင်းမရှိဘူးလို့သိရပါတယ်။ကချင်ပြည်နယ်မှာစစ်ကောင်စီကပါရာရေးဆရာတွေနဲ့ပြည်သူတွေကိုပြစ်မှတ်ထားအကြောင်းမဲ့ဖမ်းဆီးတာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေစိုးရိမ်စိတ်နဲ့နေရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမုံမြင့်စင်လီဒေတာအတွင်းပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းကနေစပြီးကုန်စည်နှုန်းအဆမတန်မြင့်တက်လာမှုတွေကြောင့်နေစားလုတ်ကင်ကြတဲ့ပြည်သူတွေအတွက်စားတောက်နေထိုင်ဖို့အခက်အခဲရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လတွေမှာစံတအိတ်ကိုမြန်မာငွေကျပ်8000တာရှိပြီးတော့လက်ရှိချိန်မှာတော့စံတအိတ်ကို38000ထိတိုးမြင့်သွားပြီးတော့တက်စီတလီတာ1000ကနေ3000ထိမြင့်တက်သွားပြီးတခြားစားတောက်ကုန်တွေလည်းရခင်ဈေးထက်အဆ3ဆလောက်မြင့်တက်သွားတယ်လို့သိရပါတယ်။ကုန်စည်နှုန်းအဆမတန်မြင့်တက်လာမှုတွေကြောင့်နေစားလုတ်ကင်ပြီးစားတောက်ကြတဲ့ပြည်သူတွေအတွက်စားဝတ်နေရေးကြက်တဲခက်ခဲနေတယ်လို့သိရပါတယ်။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချက်မြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်။